တိုင်းကတောင်သာမြို့နယ်နဲ့မလှိုင်မြို့နယ်အဆက်ဒေသမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူ3ဦးသေဆုံးထားပြန်တယ်လို့မလှိုင်မြို့လူလူသတင်းကွန်ရက်တာဝန်ရှိတဲ့သူနဲ့ဒေသခံတွေကရန်ကုန်ကစ်တစ်ကိုပြောပြထားပါတယ်။ဒေသခံတွေရဲ့အဆိုအရတော့အခုဇွန်လအစောပိုင်းကစပြီးအကြမ်းဖက်စစ်တပ်ကတောင်သာမြို့နယ်မှာရှိတဲ့ရုံးစီကြီးကျေးရွာနဲ့မလှိုင်မြို့နယ်အကြားကိုအင်အားအများပြားသုံးပြီးစစ်ကြောင်းထိုးလာတယ်ဆိုပါတယ်။အဲဒီနောက်ကျေးရွာတွေမှာစစ်တပ်ကတပ်ဆွဲထားပြီးအဲဒီကနေတစ်ဆင့်အနီးနားမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေ drone နဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီဖြစ်စဉ်တွေတဲကလောလောလတ်လတ်ဇွန်လ24ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်ရေခါရွာဖုံးကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကတပုတ်ကုန်းကျေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲ drone နဲ့ပုံကျဲတိုက်ခိုက်သွားမှုကြောင့်ရသပြည်သူ3ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မလိုင်မြို့လူထုသတင်းကွန်ရက်တာဝန်ရှိသူတို့ကပြောထားကြပါတယ်။ဒါပြင်ဇွန်လ1ရက်နေ့ကလည်းတောင်သာမြို့နယ်ဝဲလောင်လမ်းပိုင်းကိုင်းချောင်းတရားအနီးမှာအကြမ်းဖက်စစ်တပ်ကလမ်းသွားလမ်းလာပြည်သူ9ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်လောင်းတွေကိုမိရှို့ခဲ့ကြသေးတယ်လို့ပြောပါတယ်။အလားတူအင်တဲကျေးရွာနေ12တန်းကျောင်းသား2ဦးကိုလည်းစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးနတ်ဆောင်ကျေးရွာအနီးမှာတင်တပ်ဖြတ်ခဲ့သေးတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ချင်းပြည်နယ်ကံပလက်မြို့နယ်ဘက်ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုဟန်တားနိုင်မှုအတွက်စစ်ရေးရလောင်းရှည်မြို့နယ်အတွင်းလမ်းပိုင်း3ခုကိုယာယီပိတ်ထားမယ်လို့ကံကောခရိုင် PDF အမှတ်6တရင်တာဝန်ရှိတဲ့သူကရန်ကုန်ကစ်တစ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ25ရက်နေ့ကစပြီးလောင်းရှည်မြို့နယ်အတွင်းမှာရှိတဲ့တီကုန်းလောင်းရှည်လမ်းပိုင်းပိန်းချောင်းလောင်းရှည်လမ်းပိုင်းနဲ့အင်းဘူးလောင်းရှည်လမ်းပိုင်းတွေကိုစစ်ရေးရယာယီပိတ်ထားမယ်အကြောင်းခီးသွားတဲ့အနေနဲ့အဲ့လမ်းပိုင်း3ခုကိုအသုံးပြုတွာလာတာတွေလုံးဝရှောင်ရှားပေးကြဖို့ကိုပါပြောထားပါတယ်။ဒါပြင်စစ်တပ်စခန်းတွေနဲ့အဆောက်အုံတွေရှိရာနေရာတွေမှာနေထိုင်တာတွေဖြတ်တန်းတွာလာတာတွေမလုပ်ကြဖို့ကိုပါကံကောခရိုင် PDF အမှတ်6တရင်တာဝန်ရှိသူကတတိပေးထားပါတယ်။ဒီလိုလောင်းရှည်မြို့နယ်ကလမ်းပိုင်း3ခုယာယီပိတ်ထားတာဟာချင်းပြည်နယ်ကံပလက်မြို့နယ်ဘက်ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုဟန်တားနိုင်မှုအတွက်စစ်ရေးအရလှုပ်ဆောင်ရတာဖြစ်တဲ့အပြင်အဲ့လမ်းပိုင်းကိုအသုံးပြုမဲ့ပြည်သူတွေရဲ့ဘေးကင်းရေးအတွက်ပါအလေးထားဆောင်ရွက်တာဖြစ်တယ်လို့ကံကောခရိုင် PDF အမှတ်6တရင်တာဝန်ရှိသူကရှင်းပြထားပါတယ်။လက်ရှိမှာတော့ချင်းပြည်နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ချင်းတော်လိုင်းရေးတပ်တွေကြားနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေတဲ့အတွက်စစ်ကူအင်အားတွေထက်ခါဖြည့်နေရတဲ့အခြေအနေဖြစ်နေတယ်လို့လေဒေတာတွင်းစစ်ရေးသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။